ဒီလူဟာအိုင်ဂျူ100ခုနှစ်ဆက်ရှိပြီးလက်ပါတဲ့ဇနီးတီနဲ့လက်စာကောင်းတဲ့အလုပ်ကိုင်ကိုပိုင်ဆိုင်ထားသူပါဂျက်ဟာ CIA အဖွဲ့ရဲ့ရှိုးဝက်ကုတ်ဖော်သူတဦးဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ပုံမှန်တိုင်းအလုပ်တက်ချိန်မှာပဲသူ့ဘဝဟာစောက်ထိုးမိုးမြော်ဖြစ်သွားခဲ့ပါတယ်ကုတ်ဖော်လို့မရဘူးလို့အေဂျင့်တယောက်ပြောနေတဲ့ဖိုင်တစ်ခုကိုဂျက်ကသူ့ရဲ့ဟက်ကသူငယ်ချင်းအကူအညီနဲ့အောင်မြင်စွာကုတ်ဖော်ပေးလိုက်ပါတယ်ထိတ်လန့်စရာကောင်းတာကအဲ့ဒီဖိုင်ထဲမှာမာရင်ပုံကျဲမိရဲ့ဖြစ်ရဲ့ဆိုးတစ်ခုအကြောင်းအသေးစိတ်ဖော်ပြထားတာပါပိုပြီးအန်တသွားတာကအဲ့ဒီစစ်စင်ရေးကွန်ပျူတာမှာလက်မှတ်ထိုးထားသူဟာသူ့ရဲ့အထက်လူကြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှူးချာလီဖြစ်နေတာပါပဲဂျက်ဟာသူ့ရဲ့ရုံလုံးမှုကိုထိန်းချုပ်ပြီးအလုပ်ကနေပြန်လာခဲ့ပါတယ်နောက်တစ်နေ့အလုပ်ရောက်တဲ့အခါချာလီကသူ့ရုံးခန်းထဲမှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်ချာလီကသူ့ကိုညွှန်ကြားရေးမှူးရုံးခန်းစီခေါ်သွားတဲ့အခါဂျက်ကတော့သူ့ရဲ့ခွင့်ပြုချက်မဲ့ကုတ်ဖော်မှုမိသွားပြီလို့ထင်နေတာပါဒါပေမဲ့ညွှန်ကြားရေးမှူးကလန်ဒန်ကိုရောက်ရတဲ့ဂျက်ရဲ့ဇနီးတီဟာပြန်ပေးဆွဲခံရပြီးအသက်ခံလိုက်ရပြီဆိုတဲ့ဝမ်းနည်းစရာသတင်းကိုပြောပြပါတယ်ဂျက်ဟာဒါကိုမယုံနိုင်အောင်ဖြစ်နေတော့ချာလီကရုပ်တံသတင်းကိုဖွင့်ပြလိုက်ပါတယ်သူ့ဇနီးတီဖမ်းဆီးခံထားရတဲ့ရုပ်တံမှတ်တမ်းကိုမြင်လိုက်ရပေမဲ့တရားခံတွေကတော့တဲလုံစမရှိပျောက်ကွယ်သွားခဲ့ကြပါတယ်နောက်တစ်နေ့မှာဂျက်ဟာလေစိတ်ကနေသူ့ဇနီးရဲ့ကြံရစ်တဲ့ပစ္စည်းတွေကိုတွားသိမ်းပါတယ်ခရီးဆောင်အိတ်ထဲမှာသူ့အတွက်ဇနီးတီကပြင်ဆင်ထားတဲ့လက်ဆောင်ဘူးလေးတစ်ပူးကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့ကုတ်ဖော်ရမှာတုံးနဲ့ရှားပါပြီးထုတ်လုပ်မှုရပ်ဆိုင်းထားတဲ့ကစားစရာပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဂျက်ဟာစိတ်ကိုထိန်းပြီးအမှန်တရားကိုတိတ်တဆိတ်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဟက်ကပညာကိုသုံးပြီးအခင်းဖြစ်ပွားရာနေရာကစောင့်ကြည့်ခင်မယားတွေကိုဝင်ရောက်ကြည့်ရှုပါတယ်ရာဇဝတ်ကောင်တွေကဘန်ကားတစ်စီးနဲ့မြေအောက်ကားပါကင်နဲ့ဝင်လာတာကိုသူမြင်လိုက်ရပါတယ်ဖလှယ်မှုလုပ်နေတော့ပလိပခတ်ဖြစ်ပြီးဟိုတယ်ရဲ့အချက်ပေးစနစ်မိလာခဲ့ပါတယ်တရားခံတွေကခမ်းမထဲကိုထွက်ပြေးပြီးလူတွေကိုဖမ်းဆီးခဲ့ပါတယ်သူ့ဇနီးတီကကောင်မလေးတစ်ယောက်ကိုကယ်ဖို့စူးစမ်းရင်းရာဇဝတ်ကောင်တွေရဲ့ပြစ်မှတ်ဖြစ်သွားခဲ့တာပါအဖွဲ့သားတွေထွက်ခွာသွားတဲ့အခါမှာတော့သူတို့ဟာဂျက်ရဲ့ဇနီးကိုရဲရဲဆက်ဆက်တပ်ဖြတ်သွားခဲ့ကြပါတယ်လူသက်သမားတွေကမျက်နှာဖုံးဆွထားပေမဲ့ဂျက်ဟာကင်မရာထောင်ပေါင်းစုံနဲ့မျက်နှာခွဲခြားခြင်းနဲ့ပညာကိုသုံးပြီးတရားခံအားလုံးကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဂျက်ကဒီထောက်ထားတွေကိုချာလီစီပြတဲ့အခါချာလီကပုံမှန်ထက်ထူးဆန်းစွာငြိမ်သက်နေပါတယ်တကယ်တော့ CIA ဟာလူသက်သမားတွေရဲ့အချက်လက်ကိုရရှိထားပြီးသားဖြစ်ပေမဲ့နိုင်ငံတော်လုံခြုံရေးဆိုတဲ့အကြောင်းပြချက်နဲ့နှုတ်ပိတ်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲဂျက်ကဒီကိစ္စကိုသူ့ဘာသာသူကင်တွယ်ဖြေရှင်းရမယ်ဆိုတာသိသွားပါတယ်နောက်တစ်နေ့မှာသူဟာအလုတ်ကရဲ့တန်ကားလက်ထဲမှာမက်ခီယိုချစ်တစ်ခုကိုဝတ်ထည့်ပြီးလုံခြုံရေးကိုကြော်ဖြတ်ခဲ့ပါတယ်သူဟာအဲ့ဒီမာရင်ပုံကျဲမှုစစ်စင်ရေးရဲ့ခွင့်ပြုချက်စာရက်တွေကို print ထုတ်ယူခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဂျက်ဟာချာလီရဲ့ရုံးခန်းထဲကိုဝင်သွားပြီးအဲ့ဒီထောက်ထားတွေကိုစားပွဲပေါ်မှာတင်လိုက်ပါတယ်ဒါဟာချာလီတာသူ့ကိုမကူညီရင်ဒီစာရက်စာတမ်းတွေကိုသတင်းဌာနတွေစီပေးပို့မယ်ဆိုတဲ့နောက်ဆုံးပဲချက်ပါပဲချာလီကဂျက်ပါလိုချင်တာလဲလို့မေးတဲ့အခါဂျက်ကကျွန်တော်ဇနီးကိုတက်တဲ့လူတွေကိုရှာပြီးတက်ချင်တယ်လို့ဖြေပါတယ်လုပ်ဖော်ကိုင်ဖက်တွေကတော့ဒီကွန်ပျူတာပရိုဂရမ်မာရဲ့တောင်းဆိုချက်ကိုကြားပြီးလှောင်ပြောင်ကြပါတယ်ဒါပေမဲ့ဒီတောင်းဆိုချက်ကြောင့်ပဲ CIA ကသူ့ကိုအေဂျင့်တယောက်ဖြစ်လာဖို့လေ့ကျင့်ပေးခဲ့ရပါတယ်ဂျက်ကတော့သူ့အတွက်အခွင့်အရေးတစ်ခုပဲလိုချင်တာလို့ပြောပါတယ်မကြခင်မှာပဲဂျက်ကိုလေ့ကျင့်ရေးစခန်းတစ်ခုစီပို့လိုက်ပါတယ် CIA ကဂျက်ပေါ်စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးမူရင်းစာရက်စာတမ်းတွေကိုရှာဖို့စူးစမ်းကြပါတယ်နောက်ဆုံးမှာတော့သူတို့ CD တစ်ချက်ကိုတွေးခဲ့ပေမဲ့အဲ့ဒီထဲမှာဘာမှမရှိပါဘူးဒါဟာသူရှိုတင်တန်းတက်နေစဉ်မှာအချိန်ဆွဲဖို့အတွက်ဂျက်ကိုတိုင်ခင်းထားတဲ့ထောင်ချောက်တစ်ခုဆိုတာသူတို့မသိခဲ့ကြပါဘူးချာလီကဂျက်ကိုဖယ်ရှားဖို့အမိန့်ပေးလိုက်ချိန်မှာဂျက်ကပျောက်ကွယ်သွားခဲ့ပါပြီသူဟာစာရက်စာတမ်းတွေကိုယူသွားရုံတင်မကပဲ CIA ရဲ့ဇီဝချက်လက်စနစ်ကိုလည်းအလွယ်တကူကြော်ဖြတ်သွားခဲ့ပါတယ်ဂျက်ကဘယ်လိုလုပ်ပြီးသူတို့ထက်အမြဲလက်ဦးမှုရနေတာလဲဆိုတာချာလီတယောက်စဝေးစွာဖြစ်နေပါတယ်နောက်ဆုံးမှာတော့ဂျက်စာပွဲပေါ်မှာထားခဲ့တဲ့ဖိုင်တွဲကိုချာလီတွေ့သွားပါတယ်အဲ့ဒီကတန်ကားလက်ထဲကနေနားထောင်မှုကိရိယာတစ်ခုကိုသူတွေ့လိုက်ရပါတယ်မစ္စတာဟဲလာ CIA ရာရှိတယောက်ကိုနားထောင်တာကနိုင်ငံတော်သစ္စာဖောက်မှုပဲလို့ချာလီကပြောပါတယ်ဂျက်ကတော့သူ့ရဲ့နားချက်ကိုဖြုတ်လိုက်ပြီးခလက်စားချေမဲ့လမ်းကိုစတင်လျှောက်လမ်းပါတော့တယ်